မာဒါဂတ်စကာလူဝေးရဲ့85ရာခိုင်နှုန်းလောက်ကဘာလို့အရှိဘက်ချံအစိပ်ပိုင်းလေးမှာပဲစုပြုံနေထိုင်ကြပြီးကျဲပြောလာတဲ့အနောက်ဘက်ချံကြီးကတော့လူသူဂေးမဲ့တလောက်ဖြစ်နေရတာလဲမာဒါဂတ်စကာကျွန်းကအာဖရိကတိုင်းနဲ့ကီလိုမီတာ4လောက်ပဲဝေးတာပါလွန်ခဲ့တဲ့နှစ်ပေါင်း1500ကျော်ကအင်ဒိုနီးရှားရေသူရဲတွေကဒီကျွန်းကိုစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်သူတို့တွေဟာအရှိဘက်ကန်ရိုးတန်းကိုစတင်ချီချခဲ့ပြီးအဲ့ဒီမှာပဲအခြေချနေထိုင်ခဲ့ကြတာပါအရှိဘက်ချမ်းကအိန္ဒိယသမုဒ္ဒရာအိန္ဒိယအိုရှင်နဲ့ထိစပ်နေပြီးပင်လယ်ကနေအစိုးထက်တွေတေးဆောင်လာတဲ့အရှိတောင်မုတ်ဆုံလီတွေကိုတိုက်ရိုက်ရရှိနေတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဘက်မှာမူအတိုင်းရွာပါတယ်။မြေစီလွာကလည်းကောင်းမွန်တာကြောင့်စိုက်ပျိုးရေးလုပ်ငန်းတွေဖွံ့ဖြိုးဖို့အတွက်အရန်ကိုအဆင်ပြေစေတာပါ။မာဒါဂတ်စကာကျွန်းရဲ့အလဲပရိုးတရှုံမှာတော့မြင်းမားတဲ့ကုန်းပင်ပင်ကြီးတစ်ခုရှိနေပါတယ်။ဒီမြင့်မားတဲ့တောင်တန်းကြီးတွေကပင်လယ်ဘက်ကလာတဲ့မိုးတင်တွေကိုပိတ်ဆို့ထားလိုက်တာပါအကျိုးဆက်အနေနဲ့အလဲပိုင်းဒေသတွေမှာမိုးမရွာတော့ပါဘူးရာသီဥတုကပူပြင်းချုပ်တွေ့ပြီးမိုးခေါင်ရေရှားမှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်စိုက်ပျိုးရေးလူမရတယ်လို့နေထိုင်ရတာလည်းခက်ခဲလွန်းတာကြောင့်ဘယ်သူမှသွားမနေကြတာပါအရှိဘက်ချမ်းမှာကုံသွေးရေးအတွက်အချက်အချာကြလဲတဘာဝစိတ်ကံကောင်းတွေအများကြီးရှိပေမဲ့အနောက်ဘက်မှာတော့အဲ့ဒီလိုမရှိပါဘူးထူးခြားချက်ကတော့မာဒါဂတ်စကာဟာအဝေးကတိုက်ကြီးတွေနဲ့ကုန်သွယ်ပြီးအမေရိကန်ဒေါ်လာ9ဘီလီယံလောက်ဝင်ငွေရနေပေမဲ့ဘေးနားတင်ရှိတဲ့အာဖရိကတိုင်းနဲ့ကြတော့9သန်းလောက်ပဲကုန်သွယ်မှုရှိနေတာပါပဲဒီအကြောင်းအရာကနေကျွန်တော်တို့သိနိုင်တဲ့အချက်အချာ၃ချက်ရှိပါတယ်ပထမတစ်ခုကတော့တဘာဝတရားရဲ့အဆုံးဖြတ်ပါပဲတောင်တန်းကြီးတွေကမိုးတိမ်ကိုပိတ်ဆို့လိုက်တဲ့အခါကျွန်းတကျွန်းထဲမှာတောင်တစ်ဖက်ကစိန်လန်းတီတစ်ဖက်ကတဲကန်ဒါရလို့ချုပ်တွေ့သွားတာဟာပထဝီဝင်အနေထားကလူသားနေရဲ့နေထိုင်မှုပုံစံကိုဘလောက်ထိလွှမ်းမိုးထားလဲဆိုတာပြနေပါတယ်ဒုတိယချက်ကတော့သမိုင်းကောင်းရဲ့အစပြုမှုပါအင်ဒိုနီးရှားရေသူရဲတွေအစောဆုံးခြေချခဲ့တဲ့နေရာဖြစ်လို့လူဦးရေပြန့်နှံ့မှုကအဲ့ဒီကနေပဲအမြင့်တွယ်သွားတာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့စီးပွားရေးဆိုင်ရာသင်ခန်းစာပါပဲတခါတလေမှာကိုဘေးနာကအိမ်နီးချင်းချက်အဝေးကမိတ်ဆွေတွေကကိုယ့်အတွက်ပိုပြီးအကျိုးအမြတ်ရှိစေနိုင်တယ်ဆိုတာမာဒါဂတ်စကာရဲ့ဂုဏ်သွေးမှုကတက်တည်ပြနေပါတယ်